laptop တွေမှာစာစီစာကုန်းတွေဒီဇိုင်းလာရေးလုပ်ချင်တာကိုမြန်မာစာ font အလှလေးတွေမရှိလို့စိတ်ညစ်နေရပြီလားဒါဆိုလို့ရှိရင်တော့ဒီနေ့ဗီဒီယိုမှာအေးကယုံကြည်စိတ်ချရတဲ့မြန်မာစာ font အလှလေးတွေပါဝင်တဲ့link လေးကိုဒီဗီဒီယိုရဲ့ comment မှာချပေးသွားပါမယ်အဲ့ဒီတဲကမှကိုကြိုက်တာကိုရွေးချယ်ပြီးသွားရင်အလွယ်ကူဆုံးသွင်းနည်းကိုပြပြပေးသွားမှာပါဘယ်လောက်ထိလွယ်လဲဆိုတာကိုအေးတို့ကြည့်လိုက်ရအောင်ဒီနေ့ဗီဒီယိုလေးမစခင်မှာတော့အေးတို့ user guide by unit ရဲ့ Facebook page, TikTok channel နဲ့ YouTube channel လေးတွေကို like and follow subscribe လေးလုပ်ပေးသွားပါဦးဒါဆိုရင်တော့အေးတို့ဗီဒီယိုလေးစလိုက်ရအောင်ပထမအဆုံးအနေနဲ့ဒီဗီဒီယိုရဲ့ comment မှာအချပေးထားတဲ့ link ကိုဖိပြီးတော့ copy ယူလိုက်ပါပြီးတော့ပြီဆိုရင်တော့ Chrome ဒါမှမဟုတ်ကိုသုံးနေကြ browser တစ်ခုခုကိုဖွင့်ပြီးသွားရင်အဲ့ဒီ link လေးကို first ချပြီးတော့မှ file လေးကိုအရင်ဆုံး download ဆွဲပေးပါဖိုင်လေးရပြီဆိုရင်တော့ကွန်ပျူတာလေးကိုစသွင်းဖို့အဆင်သင့်ဖြစ်ပါပြီ။သွင်းရတာအရန်ကိုလွယ်ပါတယ်။ဒေါင်းထားတဲ့ဖိုင်လေးကိုဇင့်ဖြေလိုက်ပါ။အထက်မှာမြန်မာ font အလှတွေအများကြီးထည့်ပေးထားတာဖြစ်လို့အကုန်လုံးကိုမသွင်းချင်ဘူးဆိုလို့ရှိရင်တော့ကိုလိုချင်တဲ့ font လေးကိုပဲရွေးပြီးတော့ right click နှိပ်ပြီးတော့ရင် install for all user ကိုနှိပ်လိုက်အောင်ပါပဲ။ဒါမဲ့အရေးကြီးတာတစ်ချက်တော့ရှိပါတယ်ကိုမသိတဲ့အပြင်က website တွေကနေ font တွေကို download ဆွဲမိလိုက်တဲ့အခါကိုယ့်ရဲ့ set ထဲကို virus တွေ malware တွေဝင်လာတတ်ပါတယ်ဒါကြောင့်မလို့အခုချပေးတဲ့ link လိုမျိုးယုံကြည်ရတဲ့ link မျိုးကိုပဲသုံးစေချင်ပါတယ်ဒီနည်းလိုက်ရဲ့အမိုက်ဆုံးအားသာချက်ကတော့ font တွေကိုတီးတက်တစ်ခုချင်းစီလိုက်ရှာနေကြမလို့ပဲနဲ့စုထားရတဲ့ကမှကိုယ်စိတ်ကြိုက်ရွေးချယ်နိုင်တာမလို့အချိန်ကုန်တက်တာစေပါတယ်သွင်းပြီးသွားပြီဆိုလို့ရှိရင်တော့ကိုကြိုက်တဲ့ font နဲ့ကိုယ့်ရဲ့စိတ်ကြိုက်ဖန်တီးနိုင်မှာဖြစ်ပါတယ်ကဲဒါဆိုလို့ရှိရင်တော့ comment က link လေးကို copy ဆွဲပြီးတော့မြန်မာစာ font လေးတွေကိုစိတ်ကြိုက် download ဆွဲလိုက်တော့เนาะvariant anti ကိုလည်းသတိထားဖို့မမေ့ပါနဲ့ဦးเนาะဒီဗီဒီယိုလေးကကိုယ့်အတွက်အသုံးဝင်နေဆိုလို့ရှိရင်တော့ဒီဗီဒီယိုလေးကို like and share လေးလုပ်ပေးတော့ပါဦးအဆုံးထိကြည့်ရှုခဲ့ကြတဲ့အတွက်ကျေးဇူးတင်ပါတယ်အားလုံးပဲတတာ